Telegram မှာဂိုးပြတ်နိုင်ပွဲနဲ့အတူလိုအပ်တဲ့အနိုင်သုံးမဲ့ရရှိသွားတဲ့ Chelsea အားလုံးမင်္ဂလာပါဘာမစ်ပရိုလိုင်းကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မြန်မာစံတင်ညနေ6နာရီပွဲစဉ်ဖြစ်တဲ့ Premier League ပွဲစဉ်ရှစ် Nottingham Forest တင်းနဲ့ကျွန်တော်တို့ Chelsea တင်းတို့ရဲ့ပွဲပြီးခံစားချက်လေးဖြစ်ပါတယ်ကျွန်တော်ပွဲချိန်မှာပြောခဲ့သလိုပဲဒီပွဲကဘယ်လိုပဲဖြစ်ဖြစ် Chelsea ကနိုင်သွားဖို့ရခိုင်နှုန်းတော်တော်များတယ်ကျွန်တော်စိတ်ပူတာတစ်ခုပဲ Forest ရဲ့ comeback က Chelsea နဲ့မဖြစ်ဘူးပေါ့နော်ဒါလေးတစ်ခုပဲစိတ်ပူတယ်ကျန်တဲ့အပိုင်းတွေကျွန်တော်သိစိတ်မပူဘူးဘယ်လိုပဲဖြစ်ဖြစ်အနိုင်ရသွားမယ်လို့ကျွန်တော်မျှော်လင့်ခဲ့တယ်ဒါပေမဲ့ကျွန်တော်ခုလောက်ထိဂိုးပြတ်သွားမယ်လို့တော့မထင်ဘူး maybe 1-0 2-1 လောက်ပဲဖြစ်မယ်လို့ထင်ခဲ့တာဂိုးအဖြစ် 3-0 ပြတ်သွားတယ်ဆိုရင်မဲ့ Chelsea ရဲ့ပထမပိုင်းကစားပုံကတော့တော်တော်လေးကိုပြင်းမှုကောင်းခဲ့တယ်လို့ပြောရတယ်အမှန်ပဲပထမပိုင်းတစ်ပိုင်းလုံးဘာဖြစ်ချင်နေမှန်းမသိဘူးနောက်တစ်ခုကကြတော့ Forest ကလည်းတော်တော်လေးကိုဝိတာသူတကယ် finishing ပိုင်းတွေတော်တော်ကိုဝိလို့တာကိုအသင်းကတောက်လျှောက်ရောင်းနေဗျာGusto round စတာနဲ့ Gusto ရောင်းနေ Gusto ရောင်းပြီးတော့Chalobah ရောင်းနေ Chalobah ရောင်းပြီးတော့ကိုအသင်းကလည်းနော်တောက်လျှောက်ရောင်းတာပွဲစတာနဲ့ Gusto ကရောင်းနေ Gusto ရောင်းပြီးတော့ Chalobah ရောင်းနေပြီးတော့ Lavia တစ်လုံးရောင်းသေးတယ်တကယ်အပိုင်နေကြီးပဲတော်တော်လေးကိုအနေများတယ် Forest ကလေတော်တော်လေးကို finishing အားနည်းလို့ဒါသူတို့ကန်လဲနဲတယ်လို့ပြောရမယ်နှုတ်ဖို့ရင်ဒီရလက်ထုတ်ဖို့မလွယ်ဘူးပထမတစ်ပိုင်းလုံးဘာဖြစ်ချင်မှမသိအဓိကပြီးခဲ့တဲ့လီဗာပူးနဲ့ပွဲစဉ်လိုပဲဂါနာချိုဘက်ကိုအဓိက UTV ကစားဖို့စီစဉ်တယ်ဒါပေမဲ့ဂါနာချိုကဒီနေ့မှာတော်တော်လေးအလုံးမဖြစ်ဘူးပြီးတော့ဝင်းလဲမှာကြက်နေဝင်းလဲမှာလာဗီယာရောအန်ဒရီဆန်တိုရောပြီးတော့ဂူစတိုရောဂျိမ်းဆောင်ပါလိုက်သေးတယ်အကုန်လုံးတပြုံပဲကြီးကွင်းလဲမှာကြက်နေပြီးတော့ဘာ creative မှမရှိဘူးအီလေလေကြီးဖြစ်နေပထမပိုင်းတစ်ပိုင်းလုံးတော်တော်လေးကိုပြေးမှုကောင်းတယ်ပထမပိုင်းတော်တော်လေးကိုဘယ်လိုပြောမလဲစိတ်လေးကိုကောင်းတယ်ဒီနေရာမှာ Forest ကကျွန်တော်တို့ Chelsea ရဲ့အထအနေမှုကိုအဖွင့်ကောင်းမယူနိုင်ခဲ့လို့ဒါ Chelsea ကကို game ဖြစ်သွားတာအဲ့လိုမဟုတ်ဘဲနဲ့ထားတော့ like Brighton တို့လိုဘာလို့လို့ပေါ့နော်နည်းနည်းကိုနှေးတဲ့အချိန်မှာအခွင့်ကောင်းယူသွားနိုင်တယ်ဒါပေမဲ့ Forest တောင်မှမနစ်က Nuno Santo ရဲ့ Forest မျိုးဆိုလို့ရှိရင်အခြေအနေမကောင်းဘူးတော်တော်လေးအခြေအနေဆိုးတယ်ပထမပိုင်းကလေတော်တော်ကိုဆိုးတာဒါပေမဲ့သူကိုယ်တိုင်ကလည်းတအားကိုညံ့လွန်းနေတာပါတယ်သူကိုယ်တိုင်ကလိုအပ်ချက်တွေတအားများနေတယ်အဲ့တော့ဒီလေနဲ့ပြီးတော့ဘာမှန်းမသိဘူးဒုတိယပိုင်းရဲ့လူစားလဲမှုတွေရောလီဗာပူးပွဲတုန်းကလိုပဲမှန်ကန်တယ်လို့ပြောရမယ်ကျွန်တော်တို့ဂါနာချိုရဲ့အင်ဒရီဆန်တိုရဲ့လာဗီယာရဲ့ကိုထုတ်ပြီးတော့မက်ကီရူရဲ့ကိုင်စီလိုရဲ့ဂစ်တင်ရဲ့ထည့်လိုက်တယ်ဆိုတော့လူသားလဲလိုက်တဲ့၃ယောက်လုံးကတော်တော်လေးမှန်ကန်ခဲ့တယ်အထူးသဖြင့်ကိုင်စီလိုဝင်လာတဲ့အချိန်မှာကွင်းလေပြောင်းသွားတယ်နောက်တစ်ခုကမက်ကီရူဝင်လာတဲ့အချိန်မှာတိုက်စစ်ရဲ့ပုံစံလုံးဝခြားနာသွားတယ်ဒါက striker တယောက်ရဲ့အရေးသွေးပေါ့နော် striker တယောက်ကဂိုးရမှာမဟုတ်ဘူးသူ့ရဲ့အတိုးအလှုပ်တွေသူ့ရဲ့နောက်တန်းကိုပြဿနာရှာမှုတွေကအများကြီးပဲကျွန်တော်တို့ space တွေရလာတယ်ခွင့်လန်းတွေရလာစေတယ်ပေါ့နော်အဲ့လိုလူသားလဲပြီးဒုတိယပိုင်းစစချင်း3မိနစ်အတွင်းမှာ2ဂိုးရပါနော်တော်တော်လေးတော့ fine နဲ့netto တင်ပြလိုက်တဲ့ဘောလုံးကလည်းလုံးဝကိုဗျာတော်တော်လေးကိုကွက်တိကြတယ်လုံးဝအဆင်ပြေတယ်မက်ကီယူကတော့တိုက်တယ်ဘောလုံးကသူ့ကိုကြော်သွားတော့အချင်းမောင်လုံးဝကွက်တိပဲအစ်စေးပဲအချင်းမောင်ရဲ့စီနီယာကစားသမားဘဝပထမဦးဆုံးဂိုးချသွားပြီပေါ့ဗျာပြီးတော့ဒုတိယတကူ free kick ကန်တဲ့အချိန်မှာပထမတစ်ခါ free kick တုန်းက James Dyer ကန်လိုက်တယ်ကျွန်တော်ထင်တော့တယ် netto Dyer ကန်မယ်ထင်တယ်နော်လို့ထင်တယ်သူလက်ကလေးနဲ့ဒီလိုလေးလားမသိအဲ့လိုရှေ့ကိုလှိမ့်ပေးလို့ပြောရလားဒါမှမဟုတ်ငါဒီထောက်ခံမယ်လို့ပြောရလားတော့မသိဘူးပြရတဲ့အချိန်မှာ James ကလည်းလှိမ့်ပြီးလဲတုံးလို့ Forest နောက်တန်းကလည်းညံ့လို့ဘိုးသမားကလည်းလိုတယ်ဗျအဲ့ဘောလုံးကကျွန်တော် netto ကန်တာကောင်းတာတစ်ပိုင်းပေါ့နော် netto ကန်တာလည်းကောင်းပါတယ်2-3ဆိုတဲ့အချိန်မှာကျွန်တော် page မှာတင်ထားတဲ့အချိန်မှာ bro တယောက်ကလာမဲ့နေတယ်နိုင်တော့ပြီထင်တယ်ကျွန်တော်တို့သိစိတ်မချသေးဘူးနော်လို့ဘာလို့လဲဆိုတော့ကိုကောင်တွေကသိရုံးရတဲ့အထဲမှာမပါဘူးလို့ဘာလို့လဲဆိုတော့ Nottingham Forest ကကျွန်တော်တို့ရဲ့ Chelsea သားမောင် Hudson Odoi ဝင်လာပြီးတဲ့နောက်ပိုင်းမှာနည်းနည်းလေးကစားပုံလေးနည်းနည်းတက်လာတယ်သူလည်းတော်တော်လေးကြိုးစားတယ်Gift White ကဒီနေ့တော်တော်လေးကိုထိုးတာပါဗျာသူရဲ့လိုအပ်ချက်တော်တော်များတယ်အဲကြောင့်မို့လို့နောက်ဝူကိုပါတော့ဝင်လာတယ်ဒါမှလည်းဘာမှမထူးပါဘူးအဲ့ဒီအချိန်မှာနည်းနည်းလေးတော့ Chelsea ဘက်ကိုပြန်စီးမိတယ်စီးမိတယ်ဆိုပေမဲ့လို့လည်းလာတော့မလုပ်ပြနိုင်ဘူးပေါ့ဗျာအဲ့လိုနဲ့ Barca ဘာလုပ်တာလဲတော့မသိဘူး Esteban ဝင်လာတဲ့အချိန်မှာ Sayoleti ကိုထည့်ပေးလိုက်တယ်ကျွန်တော်တွေ့တာ James ဖတ်တယ်ပြီးတော့ Archibald ဖတ်တယ်ပြီးတော့ Cancelo လည်းဖတ်တယ်ဘာလဲတော့မသိဘူးခုန throw page တခုမှမြင်လိုက်တော့ James ကို goal သွင်းလိုက်လို့စာရေးပေးလိုက်တာBarca နောက်ပိုင်းတော့တိတ်နည်းနည်းလောက်ပဲ Forest ကပြန်လှုပ်နိုင်တာပါပြီးတော့ Chelsea ကဘောလုံးကိုပြန်ပြီးတော့စီးမိသွားတယ် position ACC ပဲတရရပဲထိမ့်ပြီးတော့ကစားသွားတယ်ဒါပေမဲ့ကိုပေါက်ချင်းချောက်မှုပိုင်းမှာ Forest ကတော်တော်လေးကိုချင်းချောက်နိုင်ခဲ့တယ် bounce ထဲမှာတကယ်ကိုတော်တော်လေး
အလုံးလုံးနိုင်ခဲ့တယ် Eagle Jesus လားကလပ်ကဘာဖလားကလေးကကျွန်တော်အဲ့ကောင်လေးကိုသတိထားမိတယ် Eagle Jesus တော်တော်လေးမစိုးဘူးကောင်းတယ်ဘောနော်ဒါပေမဲ့သူတို့လည်းကန်ခီတယ်ဗျတော်တော်လေးကန်ခီတယ် finishing တွေတအားနေတာဘောနော် Forest ကတအားနေတာအလုံးမမဟုတ်လို့ရှိရင်ဘယ်လိုပဲပြောကျွန်တော်တို့2-1လောက်တော့ဘာလို့တော့ဖြစ်သွားနိုင်တယ်3-1တော့ဘာဒါပေမဲ့သူတို့တကိုးမှမရခဲ့ဘူးဆန်းချက်လည်းကောင်းပါတယ်ဒါပေမဲ့ဆန်းချက်လည်းရောင်းသေးရင်တော့တလုံးပြပြစီကိုကွက်တီပေးလိုက်သေးတယ်ကိုးကောင်တွေကတော့အယောင်းတစ်ပိုင်းကြာစိတ်ညစ်တယ်အော်ဒီတပွဲတော့ဗောလေအေးဆေးပဲ3-0နဲ့ပြီးပြီပေါ့အနီကက်တွေဘာလဲပြီးပါပြီလို့ထင်တာဂူစတိုကဗျာထပြီးတော့အတင်းဝင်လုံးတော့ဘာလို့ပါလဲပွဲကပြီးတော့မယ်80ဘလောက်လေခွန်လာရောက်နေပြီအေးဆေးပဲဗျာပြောချင်တာ1 စီလောက်မှမို့လို့အသေးအတန်လိုက်ခဲ့ရတယ်လို့ထားလိုက်လို့3 စီဖြစ်နေပြီလေအဲ့ဒါကိုမလိုအပ်တာတွေလုပ်တယ်ဗျာအဲ့အုံနောက်တွေကလည်းနဲတယ် professional ကစားသမားဖြစ်ပြီးတော့သွားหนีသွားပြန်ရောအစင်လာမပြက်ကျွန်တော်တို့နီးပြအပါဝင်ဆိုလို့ရှိရင်9ပွဲဇက်တိုက်အနီကက်ရသွားပြီနော်စံချိန်သက်တွေပါကင်ကိုမီလာတော့မသိဒါကြီးကတိတ်တော့ဖြစ်သင့်မနေဘူးပေါ့နော်ဟိုဂူစတိုကလည်းမားပါတယ်အဲ့ဒီဘောလုံးကတော့အနီးကပ်ပြတာကိစ္စမရှိဘူးဒါ88မိနစ်မှမလို့ဗျာကျွန်တော်တို့ဟိုဟာတော့ဂျာအိုပက်ဒရိုလိုမျိုးပွဲပြီးကနေဖြစ်နေလို့ပေါ့ပြောချင်တာက80လောက်မှဆိုလို့ရှိရင်အခုလိုမျိုးတအိုးဟိုကိုပေါက်ထဲကိုချင်းချောက်ပုံမျိုးနဲ့တမျိုးတစ်ပုံဖြစ်သွားနိုင်တယ် Brighton နဲ့ပွဲကိုကြည့်ပါသိတယ်မလားအဲ့လိုမျိုးပေါ့နော်ဒါကြောင့်မလို့ဒီအနီးကပ်ကိစ္စကတော့တော်တော်လေးတော့သတိထားသိပြီလို့ထင်တယ်ကိုကစားသမားတွေတိတ်ပြီးတော့အဆင်ပြေမနေဘူးဘာပဲပြောပွဲရလက်အနေနဲ့ဆိုရင်တော့ကျင်းနဲ့လည်း clean sheet လည်းရတယ်3 လည်းဖြစ်တယ်နိုင်တဲ့နိုင်ထိုက်တဲ့ပွဲကိုနိုင်သွားတယ်ဒါအဆင်ပြေတယ်ကိုပါမလည်းမပါဘူးဒီရှင်ဒီတစ်ခုမှာဒီနိုင်ပွဲရလက်ဖော်ဆောင်နိုင်ကတော့အဆင်ပြေပါတယ်အဲ့တော့ Necto နဲ့အစီပေါင်းမှာမိပြက Necto ရဲ့တဘာကိုပို့ပြီးတော့ဘယ်လိုပြောမလဲယုံကြည်နေစေပဲယုံကြည်တဲ့အတိုင်းပဲ Necto ကလည်းလောက်ရနိုင်လို့မတကယ်ဆိုရင် Necto ကတချို့ပွဲလေးတွေမှာနည်းနည်းလေးဘယ်လိုပြောမလဲ war rate ပဲရှိပြီးတော့ impact သိမဖြစ်တာမျိုးတွေတွေ့ရတယ်ဒါပေမဲ့လို့လည်းဒီပွဲမှာတော့သူကလုံးဝ impact ဖြစ်တယ်ပထမတကူကလည်းသူ့ရဲ့ cross ball အရန်ကောင်းလို့ဒုတိယတကူကလည်းသူကိုယ်တိုင်အရန်မိုက်တဲ့ကန်ချက်နဲ့ကန်သွားတယ်ပေါ့ဆိုတော့ဘာပဲပြောreset ကတော့ကျွန်တော်တို့ဘာမှသိပြောစရာမရှိဘူးနောက်တစ်ပွဲအနေနဲ့ကျွန်တော်တို့ Champions League IS နဲ့ကန်ရမယ် IS နဲ့ပွဲကိုလည်းကျွန်တော် ACC ကစားနိုင်တယ်ကျွန်တော်ယုံကြည်ပါတယ်ဆိုတော့ဒီကနေ့ပွဲအနေထားအရပြောရမယ်ဆိုလို့ရှိရင်သူကလည်းသူအားလုံးတာဝန်ကြည့်ကြပါတယ်ချာလိုပါတော့ကျွန်တော်တိတ်အားမရအောင် boost အားမရအောင် channel လူတွေကတော့သူကလည်းသူအဆင်ပြေတဲ့ James တဲ့အဆင်ပြေပူရဲလာပြောကြရမလို့ပြီးတော့ ကန်စီလိုပြောကြရမလို့လာဗီယာနဲ့ Andre Santos ကတော့ဒီနေ့ပွဲမှာတိတ်အဆင်ပြေမနေဘူးတော့လာဗီယာကလီဗာပူးနဲ့ပွဲမှာတော့တော်တော်ကောင်းတယ်ဒါပေမဲ့ဒီနေ့ပွဲမှာတိတ်တော့အဆင်ပြေမနေဘူး Negro လုံးဝကောင်းတယ် on fire ပဲ Maggie ကိုကောင်းတယ် Gittin လည်းမစိုးပါဘူးသူ့ဟာလေးနဲ့သူကစားသွားတာသူကလည်းသူအဆင်ပြေတယ်ဒါပေမဲ့သူ့ဟာလေးနဲ့သူကတော့ Gittin လည်းထိန်းကစားသွားနိုင်တယ်လို့ပြောလို့ရတယ်အားလုံးအရန်ဆိုးဆိုးဝါးကြီးပြပြောစရာမရှိဘူးအငြိမ်းကောင်းနေတယ်တော့မဟုတ်ဘူးတင်သူ့ဟာလေးနဲ့သူဟိုအဆင်ပြေတယ်နိုင်တဲ့ပွဲကိုနိုင်သွားတယ်ဆိုတော့ကျွန်တော်တို့အရေးကြီးတာဗျာအခုလိုမျိုးနိုင်ရမယ့်ပွဲတွေမှာကစားပုံကောင်းမကောင်းဘာစင်ကြီးမှပေးစရာမလိုပဲနိုင်သွားအောင်ဥပမာကျွန်တော်အရန်နှမျောတဲ့ပွဲနှစ်ပွဲဆိုလို့ရှိရင် United နဲ့ပွဲပြီးတော့ Brighton နဲ့ပွဲကျွန်တော်အရန်နှမျောတာ United နဲ့ပွဲအဆိုးဆုံးပဲတော်တော်နှမျောကိုကောင်းတယ်ပေါ့နော်ဒါပေမဲ့အဲ့ဒီအစား Liverpool နဲ့ပွဲကိုရအောင်ကန်ပြသွားတာကိုပဲထီးလိုက်ပါတယ်တပွဲကတော့ရှေ့ဆက်ပြီးတော့လည်းပါမပါသေးပေမဲ့တက်နိုင်ဆုံးအကောင်းဆုံးဆက်ပြီးတော့ခုလိုပဲကစားသွားနိုင်မယ်လို့ယုံကြည်တယ်โอเคပါကြောက်ကောင်းလေးဘရိုတွေနဲ့ဒီပွဲနဲ့ပတ်သက်ပြီးတော့ဘယ်လိုမြင်ရလဲအရင်ရောအထူးတွေပြောစရာမရှိဘူးနိုင်တဲ့ပွဲကိုနိုင်သွားတယ်ဂျာအိုဘက်ဒရိုကိုပေါက်ပြောင်းနေတာတခုပဲဒါလို့လို့ရှိရင်တော့ရအားလုံး fine ပါတယ်ဆိုတော့ဘရိုတွေရဲ့အမြင်ကိုလည်း comment မှာပါဝင်ဆွေးနွေးပေးခဲ့ကြပါဦးဗျာဟုတ်ကဲ့ပါကျွန်တော်နောက်ဗီဒီယိုနဲ့တူပြန်လာခဲ့ပါမယ်ဗျာ